တနေ့မှာဒီလူဟာတမရဖြစ်လာပြီးနောက်ကြေးရွာကစားတောက်ဆိုင်တစ်ဆိုင်မှာနေ့လည်စာစားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ပြီးရင်သူဟာသူ့ကိုကာကွယ်သူတွေနဲ့အတူဆိုင်မှာထိုင်လိုက်တဲ့အခါအနီးနားစားပွဲကလူတဦးဟာတိတ်တဆိတ်စောင့်ကြည့်နေတာကိုတတိထားမိလိုက်ပါတယ်။ဒါကြောင့်သူဟာသူ့ရဲ့အဆောင်တဦးထံလှည့်ပြီးသူ့ကိုငါတို့နဲ့အတူထိုင်ဖို့ဖိတ်လိုက်ပါလို့ပြောလိုက်ပါတယ်။အဲ့ဒီလူကလည်းစိုးရိမ်ပူပန်နေဟန်ရှိနေခဲ့ပေမဲ့လည်းသူ့ရဲ့ပန်းကန်ကိုယူလာပြီးတမရဘေးမှာပဲထိုင်လိုက်ခဲ့ပါတယ်။ဒီလိုနဲ့ထမင်းစားနေချိန်တစ်လျှောက်လုံးမှာလည်းသူ့ရဲ့လက်တွေဟာတုံရင်နေခဲ့ပါတယ်။သူ့ရဲ့မျက်လုံးတွေကိုငုံထားခဲ့ပါတယ်ပြီးရင်စကားတခုမှလည်းမပြောခဲ့ပါဘူး။စားတောက်ပြီးသွားတဲ့အခါလဲသူဟာလင်းမြန်စွာထက်လိုက်ပြီးဆရာကြီးကျေးဇူးပြုပြီးကျွန်တော်ကိုသွားခွင့်ပြုပါကျွန်တော်အလင်းမြန်သွားရမယ်ကောင်းသောနေ့လေးဖြစ်ပါစေလို့ဆိုကမျက်နှာချင်းဆိုင်ဆက်ကြည့်တာတောင်မပြုဘဲထွက်ခွာသွားခဲ့ပါတယ်။အဲ့ဒီအခါပတ်ဝန်းကျင်ကလူတိုင်းဟာအံ့အားသင့်သွားခဲ့ကြပါတယ်။လူချို့ကတမရနဲ့အတူထိုင်ရတာတောင်ဘာလို့စကားမျှမပြောရလဲလို့တိုးတိုးပြောဆိုကြပါတယ်။အခြားသူတွေကလည်းဒါကြောင့်ပဲသူဆင်းရဲပြီးတည်ရမှာပေါ့ကျွန်တော်ဆိုရင်အဲ့ဒီလိုအခွင့်အရေးရခဲ့ရင်ဘဝပြောင်းသွားပြီလို့ဆိုခဲ့ကြပါတယ်။ဒါပေမဲ့အဆောင်တဦးကခနာကိုကိုင်းညုကမစ္စတာနယ်ဆင်မင်ဒဲလာရေးအဲ့ဒီလူတိတ်နေမကောင်းဘူးထင်တယ်သူ့လက်တွေတုံနေတာရက်မသွားဘူးလို့ပြောလိုက်ပါတယ်အဲ့ဒီအခါတမရကခေါင်းမော့ကမဟုတ်ဘူးလေသူနေကောင်းပါတယ်အဲ့ဒီလူဟာငါချင်းချခံခဲ့ရတဲ့ထောင်မူကြီးတဲ့သူကငါ့ကိုညှဉ်းပန်းနှိပ်စက်ခဲ့တယ်ငါရေတောင်းတဲ့အခါသူကငါခေါင်းပေါ်မှာကျင်ငယ်တွေဆုံးခဲ့တယ်ဒီနေ့သူလုံနေတာဟာနေမကောင်းလို့မဟုတ်ဘူးငါကပြန်လက်စားချင်မယ်လို့သူထင်နေလို့ပဲဒါပေမဲ့ငါကအဲ့ဒီလိုလူမျိုးမဟုတ်ပါဘူးဘာလို့လဲဆိုရင်ထောင်ကလွတ်လာခဲ့တဲ့နေ့မှာငါဒေါသတွေငါမုန်းတိမှုတွေငါနာကျင်မှုတွေကိုယူလာခဲ့မယ်ဆိုရင်ငါဟာအကျဉ်းသားဘဝမှာပဲရှိနေဦးမယ်ဆိုတာငါသိခဲ့လို့ပဲခွင့်လွတ်တယ်ဆိုတာအခြားသူတွေအတွက်တောင်းမကပါဘူးအဲ့ဒီဟာကမိမိကိုယ်ကိုလွတ်မြောက်စေရေးအတွက်တခုတည်းသောနေလန်းပဲလို့ပြောကြားခဲ့ပါတယ်